preposition နောက်ကလိုက်တဲ့ preposition ကိုဆရာမှတ်စီချင်တာဘယ်ကလိုက်တဲ့ preposition လဲနောက်ကလိုက်တဲ့ preposition ဒီစကားလုံးတွေနောက်မှာ ADS ဆိုတဲ့စကားလုံးလိုက်တယ်ဆိုတာကိုဆရာသိစေချင်တယ်အဲ့တော့စာမိုးဘက်မှာကွက်လက်ပြီးထားမယ်တော့ I am surprised ကွက်လက် your body present ဒီလိုပြောတဲ့အခါမှာခွင့်သာခွင့်ပိတ်ထဲမှာ ADS ပေးမယ် IN in ပေးမယ်နော် ON on ပေးမယ်ဘာဖြေမလဲ ADS ကိုယူရမယ် ADS ကိုယူရမယ်နော်အဲ့လိုသိဖို့ရတော့ကဒီအခြေခံတွေကိုသိထားအတွဲတွေကိုသိထားမှဖြစ်မယ်နောက်တစ်ခုက adjective ရဲ့နောက်မှာ about လိုက်တာမ sorry about worry about နော်တခုခုအတွက်စိုးရိမ်ပူပန်တာ I am worried about you မင်းအတွက်စိုးရိမ်ပူပန်တယ် worry about you I am sorry about ဘယ်ကိစ္စအတွက်ဝမ်းနေတယ်လဲနော်ဥပမာ noise ရှိတယ်ဆိုရင် mic လေးပိတ်တာ mic ပိတ်ပြီးတော့နားထောင် mic ရှိတယ်ဆိုရင် mic ပိတ်ပြီးတော့နားထောင် mic စူညံတယ်မရှိဘူးဆိုရင်တော့ဒီတိုင်းလေးပဲနားထောင်Okay အဲ့ဒါဆက်သွားမယ် Oh sorry for that I'm sorry for that နော်ဒီကိစ္စတော့ကတောင်းပန်တယ်ဆိုရင်ငါ sorry ပါဝမ်းနေပါတယ်လို့ပြောချင်တဲ့အခါ sorry for that နော်နောက်တစ်ခု feel sorry for မင်းဦးလေးဆုံးသွားတဲ့အတွက်ငါဝမ်းနေ I feel sorry for နော် hearing နော် the bad news ဒီလိုဝမ်းနေစရာသတင်းကြားရတဲ့အတွက်ဝမ်းနေငါစိတ်မကောင်းဘူးဒီလိုဒိတ်ပဲနော် feel sorry for နောက်တစ်ခု famous for တခုခုအတွက်ကြော်ကြားတယ်ဆိုရင် famous for သုံးတယ်ကဲ famous for သုံးကြည့်တဲ့အခါဘယ်လိုသုံးမလဲဥပမာမြန်မာနိုင်ငံကဘာအတွက်ကြော်ကြားလဲကဲစမ်းကြည့်မယ်သူများကိုပြောမယ်ဒါပေမဲ့နိုင်ငံသားတယောက်နဲ့တွေ့ပြီနိုင်ငံခြားပညာရောတင်သွားပြီမြန်မာနိုင်ငံကဘာကြော်ကြားမြန်မာဘာအတွက် famous for jade famous for jade ဟုတ်တယ် famous for jade เนาะကြောက်စိမ်းအတွက်ကြော်ကြားတယ်နောက်တစ်ခုဘာအတွက်ကြော်ကြားသေးတော့famous for tea ပေါ့နော် natural resources တွေမြန်မာလူမျိုးတွေနဲ့ပတ်သက်ရောမြန်မာလူမျိုးတွေကဘာအတွက်ကြော်ကြားတယ်Myanmar people are famous for hospitality ဖြစ်တာနော် hospitality ဆိုတာဘာတော့ hospitality ဆိုတာဖော်ရွေတာကိုပြောတာနော်အဲဝတ်ပြူငါတာဖော်ရွေတာနော်အညာသူညာသားပူဆိုးတယ်နော်အိမ်လာပြီဆိုလို့ချင်းတခုခုကျွေးပြီးတော့လွတ်လိုက်ရမှာတခုခုအနည်းဆုံးတော့ရေလေးကိုတိုက်လိုက်ရမှာလက်ဖက်ကလေးကိုတရိုးလောက်ကျွေးလိုက်ရမှာမြန်မာလူမျိုးတွေကအဲ့ဒါလိုမျိုးနော် Myanmar's people are famous for their hospitality လို့ရေးလို့ရတယ်ကဲရန်ကုန်မြို့ကဘာအတွက်ကြော်ကြားလဲရန်ကုန် is famous for ရွှေတကုံပကုတ်တဲ့ပဲနော်အဲ့တော့ပကံကဘာအတွက်ကြော်ကြားလဲပကံ is famous for famous for being Asian capital city ပေါ့နော်ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ကြော်ကြားတာနော် famous for နောက်တစ်ခု responsible for တခုခုအတွက်တာဝန်ရှိတာကို responsible for နဲ့တုံးတယ်ဘယ်သူသုံးပြမလဲ responsible for ဘယ်နေမှာသုံးတာတွေ့ဘူးလဲရှိတယ်ဒီကောင်က general English မှာနော်ဥပမာမင်းကနော်ကားမောင်းသွားတယ်လမ်းဘေးမှာလမ်းလျှောက်သွားတဲ့လူတယောက်ကိုဝင်တိုက်မိတယ်သူကခြိကျိုးသွားတယ်လက်ကျိုးသွားတယ် you are responsible for that offense မင်းကအဲ့ဒီပြစ်မှုတွေဘာဖြစ်လဲမင်းတောင်းရှိမင်းတောင်းယူရမှာဒီလိုဒိတ်ပဲမျိုးနော် responsible for ဥပမာဝန်ထမ်းဖြစ်သွားပြီဝန်ထမ်းမှာတခုခုမှားယွင်းသွားလို့လုပ်ငန်းစီမင်းစည်းကမ်းလုပ်ထုံးလုပ်နည်းတခုခုမှာချွတ်ချော်သွားလို့ဌာနအတွက်တခုခုဆုံးရှုံးသွားတဲ့ဟာမျိုးဖြစ်သွားတယ်ဆို you are responsible for that မင်းဒီကိစ္စတော့တောင်းရှိတယ်မင်းတောင်းယူရမယ်ဒီလိုမျိုးတွေပဲနော် responsible for အဲ့လိုသုံးပါတယ်နောက်တစ်ခုဆက်သွားပါမယ် adjective ရဲ့နောက်မှာ off လိုက်တဲ့ဟာလေဒါဒီထဲမှာတော်တော်များများ
of လိုက်တဲ့ adjective ထဲမှာဘယ်နှလုံးတည်ပြီးသားရှိလဲလိုက်ကြည့်တတ်မအောင် afraid of တည်လား Afraid. တည်တယ် tired of တည်လား Tired of. ဒီမနန် tired. Tired of. อืม Yeah. afraid of ရဲ့အဓိပ္ပာယ်ပြောပါ ကြောက်ရွံ့ Break. ကြောက်ရွံ့ afraid of ဆိုတာမှန်တယ်ကြောက်ရွံ့တာပဲเนาะ afraid of ဆိုတော့ကြောက်ရွံ့တယ်မင်းခွေးကြောက်လားဘာကြောက်တတ်လဲ Afraid of. afraid of อืมဘာကြောက် Snake dog. အေးဘာကြောက် afraid of snake. อืมအဲ့တော့ဒေါ်မေခိုင်ဆိုဘာကြောက် Snake. I am afraid of snake. snake ကြောက်တယ်နော်me too နော်ဆရာလည်းပဲ afraid ကြောက်တယ် I am afraid of snakes နော် snake လည်းကြောက်တယ်တီကောင်တွေလည်းကြောက်တယ်တီကောင်တွေကြည့်လဲလွတ်နဲ့မြင်ရင်သိနည်းနည်းသိI am afraid of တီကောင်ပေါ့at one နော်အဲ့တော့ကေသွယ်ဦးကသမီးကဘာကြောက် what are you afraid of မွေပဲဆရာ oh me too ပဲနော် I also afraid of snakes နော်ကိုကျော်စီကဘာ အ ကြောက် ရင်ကြောက်တာ အရင်ကြောက်တာတော့မဟုတ် အားဆရာအားကြော ဖား င့် ကြောက်တယ်အေးတချို့ကဖောက်တယ်ဖားကြောက်တယ်မွေးကြမကြောက်ဘူးမွေးကြရင်လည်းပဲညှစ်တယ်ဖားမြင်ကြောက်တယ်နော်အဲ့လို ဟုတ်တယ်ဆရာ အားရအဖေရောသူမ အားပဲကြောင့် ကိုကောင်းတန်းစင်ဘာကြောက်လဲ ဆရာကျွန်တော်ငွေပဲကြောက်တယ်ဆရာ မွေးပဲကြောက်တယ်အေးပေါ့တော်တော်များများတော့အေး afraid of snakes ဟမ်တော်တော်များများမွေးကြောက်ကြတာများပါတယ်နော်ဒါပေမဲ့တချို့ကြလည်းဘာကြောက်လဲတချို့ကြပိုးဟက်ကြောက်တဲ့သူရှိရနော်တချို့ကြဘာကြောက်ပိုးဟက်ကြောက်တဲ့သူရှိတယ် I am afraid of ပိုးဟက်ပေါ့နော်နောက်တချို့ကြလည်းခွေးကြောက်တယ်ခွေးကြိုက်မှကြောက်တယ်ဟုတ်ပါပြီပြန်ကြည့်မယ်နော်နောက်တစ် အား ခု ရ က အဖေရောသူမ ကိုမျိုးမှတ်နိုင်တော့ဘာကြောက်လဲ သူမ ဟမ် သူမ သူမကိုကြောက်တာမလေးသူမမြန်ကြောက်တယ်သူမတွေမြင်တိုင်းထွက်ပြေးရလားအဲ့လိုလားဒါမှမဟုတ်လို့ရှင်သူမတွေမြင်တိုင်းအမလေးပြလို့អော်တာလားဟုတ်လား Okay နောက်တစ်ခု tired out တွေဒီပြထူးကြတယ် tired တလုံးနဲ့ဆိုလို့ချင်းမောပန်းတာပေါ့နော် I am tired မောပန်းတယ် I am tired of မောပန်းတယ်ဒါပေမဲ့ off နဲ့သုံးပြီဆိုလို့ချင်းသူကမောပန်းတယ်ဆိုတဲ့အဓိပ္ပာယ်ထက်ညှင်းငွေ့တယ်လို့အဓိပ္ပာယ်ရတယ်နော်ငါမင်းရဲ့အကြံပေးတွေမင်းရဲ့ပြောစကားတွေကိုတော်တော်ကိုညှင်းငွေ့တယ် I am tired of hearing your advice မင်းအကြံပေးတာတွေငါတော်တော်ကိုညှင်းငွေ့တယ်နော်ဒါလေးကြီးပြောနေတာဒီလိုမျိုးပြောတဲ့အခါမှာ tired of လို့ပြောတယ်အဲ့တော့အထူးတလဲမှတ်စေခြင်းပါတယ်ထူးတလဲမှတ်စေခြင်းနဲ့ဘာကြောင့်လဲ tired of ဒီအခြေခံအဖြစ်မင်းတို့ဘာပဲသိနိုင်လဲမောပန်တော်ပဲသိနိုင်တယ်ဒါပေမဲ့ tired of ရဲ့ထူးခြားတဲ့အဓိပ္ပာယ်ကိုမသိနိုင်ဘူးအဲ့တော့တည်ပြီးသားလူတွေလည်းပါကောင်းပါလိမ့်မယ်သို့တော်လည်းပဲတည်ပြီးသားဆိုရင်လည်းထပ်မှတ်ပါမတည်သေးရင်အသစ်မှတ်ပါ tired of ဆိုတာပြင်းရည်တာညှင်းငွေတာကိုပြောတာနော်နောက်တစ်ခု frightened of ဆိုတာတူတူပါပဲ afraid of နဲ့နော်ကြောက်ရွံ့တာပါ I frightened of ဒါကကျတော့တစ်ခုခုရဲ့ဟိုကြောက်ရွံ့အောင်လှုပ်ချင်းခံရလို့ကြောက်တာမျိုးကိုပြောတာဖြစ်ပါတယ် I am frightened of နော်နောက်တစ်ခု terrifying ဆိုတာလည်းအတူတူပါပဲဘာကြောက်လဲ terrifying of ghost နော်တရေကြောက်တူတူပဲ terrifying ဖြစ်တယ်နောက်တစ်ခုတူတယ် scare of လည်းဘာဖြစ်တယ်လဲ ကြောက်ရွံ့ ကြောက်ရွံ့တာပါပဲနော်တူတူပဲဖြစ်တယ်နောက်တစ်ခု fond of ဆိုတာဘာတော့နှစ်သက်တာနော် တိုက်တာ ငါစာဖတ်ရတာကိုနှစ်သက်တယ် I am fond of reading နော်စာဖတ်ရတာကိုနှစ်သက်ပါတယ် I am fond of playing badminton ကစားရတာကိုနှစ်သက်တယ်ဒီလိုပြောတဲ့အခါမှာနောက်တစ်ခု proud of ကိုဘယ်လိုနားလဲ proud of ခုံယူတာ view မှန်းရပဲ ခုံယူတယ် ဂုဏ်ယူတယ်လို့လည်းအဓိပ္ပာယ်ရတယ်နော်အဲ့ဒါငါနိုင်ငံအတွက်တော့ငါတော်တော်ဂုဏ်ယူတာ I am proud of my country ငါနိုင်ငံအတွက်ဂုဏ်ယူတယ်အဲ့လိုပြောတယ်ဒါမှမဟုတ်လို့ချင်းကိုယ့်ရဲ့အကိုကြီးကနော်ဘွဲတစ်ခုရလို့နော်ထူးချွန်လို့နော်ပြောချင်တဲ့အခါ I am proud of my brothers နော်ကိုကြီးအတွက်ဂုဏ်ယူတယ်မင်းအတွက်ဂုဏ်ယူတယ်ဆို I am proud of you လို့ပြောရတယ်နော်နောက်တစ်ခု ashamed of you ashamed of ဆိုတာဘာဟုတ်တာနော် တတ်တာ ရှိတ်တော့ shame of လုပ်တယ်ဆို shame of
ရှက်စရာရှက်စရာဖြစ်တာမနော် I am ငါမင်းအတွက်ရှက်တယ်မင်းအတွက်လည်းရှက်တယ်ဒီလိုမျိုးတွေပဲပြောချင်တဲ့အခါ I am ashamed of you ဒီလိုတွေပဲ I am ashamed for you လို့မပြောရအောင်ဘယ်လိုပြောရမလဲ I am ashamed of you နော်နောက်တစ်ခု jealous of jealous ဆိုတာဘာလို့တာတော့ မနာလို့ဖြစ်တာ မနာလိုတာငါမင်းကိုသိမ့်မနာလိုတာပဲကွာ I am jealous of you မင်းငါ့ကိုမနာလိုဖြစ်နေတာလား are you jealous of me နော်အဲ့ဘယ်ချိန်မှာ jealous ဖြစ်တော့သူများတွေချမ်းသာတာမြင်ရတဲ့ခါစင်ပြေနေတဲ့ခါမြင်ရတာ jealous ဖြစ်တာပေါ့နော်သူများတွေကားစီးနေကိုမစီးနိုင်ဘူးဆိုရင် jealous ဖြစ်တာပေါ့ဒါလူသဘာဝပဲဖြစ်ပဲစီဟုတ်လားဒါပေမဲ့လုံကြိုးကြီးတော့မဖြစ်စေနဲ့ပေါ့နော်ဟုတ်ပြီနောက်တစ်ခုက envious 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 ဆိုတာအဓိပ္ပာယ်ဘယ်လိုနားလဲတော့ မနာလိုတာပါပဲ မနာလိုတာပါပဲဟုတ်ပါပဲမနာလိုတာပဲနောက်တစ်ခု suspicious suspect ဆိုတဲ့စကားလုံးလား suspicious ဆိုတာလည်းဘာဟုတ်တာနော် တန်တရားဖြစ် တ တာ န်တရားဖြစ်တော့ I am suspicious of you ငါမင်းကိုတန်တရားရှိတယ်ဒီလိုမျိုးတွေပဲနော်စုံတောင်းတွေပါတယ်မင်းကိုငါတန်တရားရှိတယ် I am suspicious of you နော်နောက်တစ်ခု critical of critical ဆိုတာဘာဟုတ်တာ ဝေဖန်တာလေ ဒီကဲတော့ critical ဆိုတာဘာဟုတ်တာ ဝေဖန်ပါစေ ဝေဖန်နဲ့ critical thinking critical thinking ဟုတ်ညာလို့ ဝေဖန်သုံးသပ်တာအဲ့ critical ဆိုတဲ့အဓိပ္ပာယ်ကို adjective လို့တော်ရင်ဘယ်လိုသုံးမလဲ critical of လိုက်တဲ့အခါမှာ critical အဓိပ္ပာယ်ဒီဘယ်လိုဖြစ်သွားတော့ ပြည့်ရှိတော့ အဲ့တော့ဒီနေရာမှာ of လိုက်တဲ့ခါကျတော့အပြစ်ရှိတယ်စမ်းစစ်ဝေဖန်ခံရတယ်ဒီလိုအဓိပ္ပာယ်အပြစ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဓာတ်ရိုက်ပြန်ရင်တော့ပို့ပြီးတော့ sense ဖြစ်တယ်နော်အပြစ်ရှာတယ်ဆိုတဲ့အဓိပ္ပာယ်နော်သူကထူးခြားတယ်ခုနက tire all လို့ပဲလို့ပြောရမယ်နော်သူ့ရဲ့မူလအခြေခံ critical ဆိုတာအရေးကြီးတယ်စမ်းစစ်ဝေဖန်တယ်နော်ဒီလိုမျိုးအဓိပ္ပာယ်ထက်အဲ့တော့ဘယ်ဘက်မှာပို့ပြီးတော့မှအလေးတာလဲဆိုလို့ရှိရင်တခုခုကနော်အရာတခုခုကသူ့ကိုအပြစ်တင်တာအပြစ်ရှာတာဒီလိုအဓိပ္ပာယ်နော် critical remark စမ်းစစ်ဝေဖန်ပြီးတော့မှအပြစ်ရှာတဲ့ဟာမျိုး critical of ပြောတယ်နော်အဲ့တော့ the inquiry was critical of or handling all the affairs နော်ဒီစုံစမ်းစစ်ဆေးမှုကသူမကိုဒီကိစ္စအပေါ်မှာနော်ကင်တွယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအပြစ်ရှာနေတယ်ဒီလိုအဓိပ္ပာယ်နော်အဲ့တော့ဒါတွေကနိုင်ငံရေးမှာပို့ပြီးတော့မှဟောဖြစ်တာပါနော်နိုင်ငံရေးမှာအမှားတစ်ခုခုလုပ်မိတယ်ဆိုရင်အဲ့အမှားကိုကြောင်းပြုပြီးတော့မလုပ်တာပြစ်ရှာတာနော် blame ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ခက်ဆင်တယ်ဖြစ်မှာပေါ့နော်ဟုတ်ပါပြီနောက်တစ်ခု tolerant of tolerance ဆိုတာဘာဟုတ်တာ တီးခံတာ သီးခံတာနော် tolerant 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 zero tolerance ဆိုတဲ့ဟို idiom တစ်လုံးရှိတယ်နော် tolerance ဆိုတာသီးခံတာကိုပြောတာဖြစ်တယ် tolerant of ဆိုတာကျတော့တစ်ခုခုပေါ်မှာခံနိုင်ရှိတာ tolerant of လို့ပြောတယ်အဲ့တော့မင်းကဘယ်ပေါ်မှာခံနိုင်ရှိလဲ tolerant of ဘယ်ပေါ်မှာခံနိုင်ရှိလဲဟိုမှာတချို့ဆိုရင်ယောက်ျားမှန်ကင်းဘယ်နှကင်းပြီးတယ်ယောက်ျားမှန်လို့ရှိရင် ကင်းနေကင်းတော့ပြရမယ် အေးယောက်ျားမှန်ကင်း9ကင်းပြီးတယ်နော်ယောက်ျားမှန်ကင်း9ကင်းပြီးတယ်တဲ့အဲ့တော့ဆရာတို့တော့ယောက်ျားမဟုတ်လို့တော့မသိဘူးကင်း9ကင်းတော့မပြီးဘူးနော်ဒါကမှလည်းတိတ်တော့ကြိုက်မခံရပါဘူးတခါလေကင်းချီများတွေပါလေကြိုက်သွားတာထိုးသွားတာတော့ရှိရင်ရှိပါပူဆင်းသွားတာဗောနော်ကင်းပြီးတယ်အဲ့တော့လူတစ်ယောက်ကအနည်းဆုံးကင်းတစ်ကင်းတော့ပြီးတယ်လို့လည်းပြောကြတယ်ဟုတ်လားအဲ့ဒါမျိုးကိုပြောတာနော်တခုခုအပေါ်မှာပြီးတာခံနိုင်ရှိတာနော် tolerant of နောက်တစ်ခုက aware of ဒီစကားလုံးလေးလည်းအများအားသုံးပါတယ် aware of ဆိုတာဘယ်လိုနားလဲတော့ တတိထားတာဆရာ ဟုတ်တယ်တတိထားမိတာမျိုးကိုပြောတာ aware ဖြစ်တယ်ဆို aware beware လို့အများအားသုံးတယ်
hey သတိထားပါဟေ့သတိထားကြည့်ပါဟေ့တခုခုကိုဂရုတစ်စိုက်သတိထားကြည့်လိုက်ပါဆိုရင် beware of တုံးတယ်နော် beware of car ပေါ့နော်နော်ကားတွေကိုသတိထားပါ once you go crossing the road နော်ကားကိုလမ်းကိုဖြတ်ကူးတဲ့အခါမှာကားတွေသတိထားပါ beware of သူနဲ့တူတဲ့စကားလုံးရှိတယ် notice of နော်နောက်တစ်ခုက conscious ဖြစ်တယ် conscious of ဆိုတာဘာလဲ conscious ဆိုတာစိတ်နဲ့အဲ့စကားလုံး တတိပြု တတိထားနေရ မှန်တယ်တူတူပဲเนาะစောစောတုန်းက beware နဲ့အဓိပ္ပာယ်တူတယ် conscious of နောက်တစ်ခု capable of capable ဆိုတာသိတယ်ဗါလဲတော့ တက်နိုင်တာ capable ဆိုတော့တက်နိုင်တာเนาะငါကတော့ဒီကိစ္စကိုမတက်နိုင်တော့ဘူးကွမင်းဒီပြဿနာကိုငါဖြေရှင်းလို့မတက်နိုင်တော့ I am not capable of solving this problem ဒီပြဿနာကိုငါဖြေရှင်းဖို့မတက်နိုင်တော့ဘူးအဲဒီလိုမျိုးသိပဲနော်နောက်တစ်ခု full of ဆိုတာဘာလဲ full ဆိုတာသိပြီးသား ပြည့်ရ ပြည့်တာပေါ့နော်။အိုးဒီကစားကွင်းကြီးဟာရေတွေနဲ့ပြည့်နေတာပဲတဲ့ This playground is full of water. And full of water ဆိုတာဖူးဖူးတွေနဲ့ပြည့်နေတာကိုပြောတယ်နော်။နောက်တစ်ခု short of ဆိုတာဘာလဲ short ဆိုတာတော့တူတာပဲဆရာကြီး short of ဆိုတာ ကင်းမဲ့ short of ဆိုတာဟိုခန်းချောက်တာပြက်လက်တာကိုပြောတယ်နော်ဟိုစီတွေပြက်တယ်ဒီငါကားစီပြက်သွားပြီဆိုတာ my car is short of oil နော်ငါပတ်စံပြက်နေပြီဆိုရင်ဘယ်လိုပြောလဲဘိုင်ပြက်နေပြီ I am short of money နော်ငါပတ်စံပြက်သွားပြီဘိုင်ပြက်သွားပြီဒီလိုအဓိပ္ပာယ်နော်ပတ်စံပြက်တာကိုဘယ်လိုပြောမလဲ Short of money. short of money short of many short of I'm short of many နော်SHORT အတန်ဘယ်လိုထွက်မလဲ Short. short နောက်အတန်လေးထည့်ပြောမြန်မာတွေကနောက်အတန်ထည့်မပြောကြအောင်ဘယ်အတန်ထည့်မပြောကြဘူးလဲ နောက် နောက်အတန်ထည့်မပြောကြဘူးနော်ရှေ့တန်တော့ရတယ်ပြီးတယ်နောက်အတန်ထည့်မပြော short 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 Short. off short Short. off short Short. short short of off short off short off အတန်တွဲသွားတာ short off ဖြစ်သွားတာနော် short off ဖြစ်သွားတာနော်အတန်ကဘယ်ချိန်မှာတွဲနေတဲ့နေရာဆရာရှောက်တွဲတာမဟုတ်ဘူးအတန်တွဲလက်ဆက်တဲ့နီလန်းရှိတယ်ရှေ့က consonant ဖြစ်မယ်နောက်က vowel ဖြစ်မယ်ဘာလဲတော့ရှေ့က She. အတန်ဒီ consonant ဖြစ်မယ်နောက်က vowel ဖြစ်မယ်ဆိုရင်အတန်ဒီတွဲတယ် short ဆိုတဲ့စကားလုံးမှာနောက်ဆုံးအတန်ဘာနဲ့ဆုံးလိုက်တာလဲ T. T. အေး t ဆိုတာ consonant ပြီးလေ vowel ဆိုတာဘာကိုပြောတာလဲ Ra. တရရှေ့က consonant တန်နဲ့ဆုံးခဲ့ပြီးတော့နောက်က vowel နဲ့စတဲ့အချိန်မှာအတန်တွဲတယ် short off short of Short. အေး short off short ofအေး proud of Proud of. proud of ဖြစ်သွားတယ်နော် proud of อืม proud afraid of afraid afraidအဲ့လိုမျိုးအတန်ဆိုလို့ချင်းဆရာတို့တကယ်အတန်တွေတွဲပြောတဲ့ခါဆရာတို့အင်္ဂလိပ်စကားပြောတာတွေခါလေးမှာနားမလည်ဘူးဆိုတာအတန်တွေတွဲသွားလို့ဖြစ်တယ်နော်အဲ့တော့အတန်တွဲဆက်ခြင်းကိုနားလည်ထားရင်listening အတွက်ထောက်ကူပြုတာပေါ့နော် Okay ဆက်သွားမယ်နောက်တစ်ခု typical TYPI အတန်ဘယ်လိုထွက်မလဲ typical အေးအတိုက်ပိကယ်တွေပါမလို့အောင်နော်အတန်ဘယ်လိုထွက်မလဲ typical 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 ဟုတ်တယ် typical of နော် typical ဆိုတဲ့အိဗေကဘာဖြစ်တာ လောက်ရိုးလောက်ဆန် ပုံမှန် ဖြစ်တာပုံမှန်ဖြစ်တာနော် typical of
အဲ့တော့ကြက်ရမှာပေါ့ကြက်တယ်ဆိုတာထက်ဆရာအကြိုက်ကတော့လေဒီဟာကို print ထုတ်လိုက်ကွယ်ဒါမှမဟုတ်လည်း blazer ထဲမှာကူးရေးလိုက်ခုပြင်တစ်နေ့ကိုတစ်ခေါက်ဖတ်တစ်နေ့ကိုဘယ်နှခေါက်ဖတ် The cow. တစ်ခေါက်ဖတ်လို့3လလောက်နေရင်အဲ့ဒီစကလုံးတွေအကုန်ခေါင်းနဲ့ရောက်လာမှာအလုံးမကြက်နဲ့ဘာမကြက်နဲ့လဲ Limited. အလုံးမကြက်နဲ့နေ့တိုင်းတစ်နေ့တစ်ခေါက်ဖတ်ရင်ရပြီနော်နောက်တစ်ခုက adjective from လိုက်တဲ့ဟာတွေပါ different from ဘာထဲတော့ကွဲပြားတယ် different from ကွဲပြားတယ် different from အဲ့တော့အရာဝတ္ထုတစ်ခုကအခြားတစ်ခုခုကနေပြီးတော့မှတော်တော်ကွဲပြားခြားနားတယ်ဆိုရင် different from လို့ပြောတယ်နော်အဲ့တော့အင်္ဂလိပ်စာသင်ကြားခြင်းဟာ is different from ဘယ်ကနေဘာနဲ့ကွဲပြားတာအဲ့တော့ learning English is different from other languages ပေါ့နော်အခြားဘာသာစကားတွေသင်တာ ਨੇ တော်တော်လေးကိုကွာခြားတယ်အဲ့လိုတိတ်ပဲနော်နောက်တစ်ခုက interested ဘာတော့ စိတ်ဝင် In စား in အဲ့ဘာစိတ်ဝင်စားလဲစိတ်ဝင်စားတယ်တခုခုမှစိတ်ဝင်စားတယ်ဆိုရင် interested in အဲ့လိုတော့ရမယ်နော်ဟုတ်လားတီရီပြေဆုံးဘာစိတ်ဝင်စားလဲ what are you interested in ပြီးသွားတာတော့ပါစိတ်ဝင်စားတယ် အဲ့ပြောကြည့်တယ် I am interested in I am interested in traveling yes exactly I am interested in traveling ညံမြတ်သူလင်း what are you interested in ဟမ်ဘာစိတ်ဝင်စားမေချမ်း what are you interested in Interested in watching movie. watching movie I am interested in watching movie တွေကြည့်ရတာစိတ်ဝင်စားတယ်နော်အဲ့တော့ဟုတ်ပြီနောက်တစ်ခုရွှေရမုံ what are you interested in I'm interested in learning French learning French ပြင်သစ်ဘာသာစကားသင်ရတာစိတ်ဝင်စားတယ်မင်္ဂလာပါလို့ပြောရင်ဘယ်လိုနှုတ်ဆက်အောင်ပြင်သစ်လို့ bonjour တွေ့ရတော့ဝမ်းသာပါတယ် enchanté ပြင်သစ်စကားဘာသာစကားသင်ရတာနည်းနည်းတော့ခက်တယ် နည်းနည်းတော့မေးပါဦးဆရာ ဆရာလည်းမသိပါဘူးရှောက်ပြောတာ different from okay thank you okay next သွားမယ်နော်နောက်တစ်ခုက depend on ဆိုတာမိတီးတာမိခိုနေတာဒီလိုမျိုးတိတ်ပဲ depend on ဆိုတာ dependent on ပေါ့တစ်ခုခုပေါ်မှာမိခိုနေတာပေါ့နော် dependent on ဥပမာထားပါတော့ကျမရဲ့အကိုကြီးပေါ်မှာမိခိုနေရတာ I am dependent on my brothers နော်ဒီလိုမျိုးပြောတာနော်ဥပမာမြန်မာပြည်ဟာဆိုလို့ရှိရင်ဘယ်ပေါ်မှာပဲမိခိုနေရတာလဲမြန်မာ is dependent on import သွင်းကုန်ပေါ်မှာပဲမိခိုနေရတယ်မြန်မာပြည်ကနော်မြန်မာပြည်မှာကားဆိုရင်ရောမြန်မာပြည်ကထွက်လာသူများစီကဝယ်ရတာ သူများ သူ စီ များစီကဝယ်ရနော်ကားမောင်းတဲ့စီဆိုလို့ရှိရင်ရောဘယ်သူများစီကမှားလားကိုစီကထွက်လာ များစီရမှာ သူများစီကမှားတာများတယ်ကိုစီကနည်းနည်းလေးပဲထွက်တာနော် 20% လောက်တောင်ထွက်လာမသိပါဘူးနော်စီထွက်တဲ့နေရာတွေတော့ရှိတယ်ဒါပေမဲ့သူများစီကဝယ်သုံးနေရနော်စက်ပစ္စည်းကိရိယာတွေရောသူများစီကထွက်လာလားကိုစီကထွက်လာသူများစီကဝယ်ရ yes yeah အေး ဝယ်ရပူ သူများစီကဝယ်ရများတယ်နော်ခုပါလဲပါလဲထောပတ်တီးတေးသေးလေးတွေတို့နောက်ဟာတွေအခြားပစ္စည်းတွေတော်တော်များများဆိုဘယ်နိုင်ငံသွင်းနေရအသီးနှံနေပါကြထိုင်းဘက်ကသွင်းနေရနော်ထိုင်းကိုဆရာတို့မှီခိုနေရတယ်အဲ့တော့ agriculture product တွေရောအခြားတကယ်လူသုံးကုန်ပစ္စည်းတွေပေါ့ဥပမာပကံစေးတဲ့စက်ပြာဆိုလို့အီလန်ကစားဘယ်ကဝင်တယ်ထင်တယ် ထိုင်းကပဲဝင်တာအေးထိုင်းကပဲဝင်လာတော့မသိဘူးအ ਨੇ ဆုံးလေး
အ ਨੇ ဆုံးလေးမနက်မိုးလင်းစလုပ်တဲ့ပစ္စည်းကနေစပြီးတော့ညမိုးချုပ်တဲ့ထိပစ္စည်းတနေကုန်သုံးတဲ့ပစ္စည်းတွေလိုက်ကြည့်လိုက်အဲ့တော့မနက်တိုင်းတိုက်တဲ့သွားလိုက်စီးကဘယ်ကဝင်လဲထင်တယ်လဲမြန်မာပြည်ကထွက်လာထွက်တယ်လားမြန်မာပြည်ကသွားလိုက်စီးထွက်လာမထွက်ဘူးလားထွက်လာဘူးနော်အေးပါနည်းနည်းပါးပါးဟိုမရောက်ဒီမရောက်လေးတော့ထွက်ချင်ထွက်မှာပေါ့နော်တကယ် high quality product ဆိုရင်တော့ထိုင်းကနေလာအဲ့တော့ဆရာတို့ကနေ့စဉ်မနက်မိုးလင်းနော်သွားတိုက်တဲ့အချိန်ကစပြီးတော့ဟိုမနက်ညမိုးချုပ်တဲ့အချိန်ထိနော်ဆေးဝါးတွေပေါ့ညတောက်တယ်အမအိပ်ပြောင်တောက်တဲ့ဘာမီတော့တော့ထွက်မယ်တဲ့ပါနော်အဲ့တော့ဆေးဝါးတွေတော်တော်များများထိုင်းကသွင်းရတယ်အိန္ဒိယကသွင်းရတယ်တရုတ်ကသွင်းရတယ်နော်အဲ့တော့ဆရာတို့ဘာထွက်လဲကျောက်စီကဘာထွက် ဘယ်ရစားတာ ဆရာတို့စီကလူတွေထွက်တာပေါ့နော်လူတွေထွက်တာပါ တောက်တယ်လူတွေတိတ်ထွက်တာပေါ့ဆရာ အဲ့ဒါဘာလုပ်ရမလဲကြိုးစားရမယ်ဆရာတို့မြန်မာတွေကြိုးစားရမယ်ကိုယ်နိုင်ငံကြီးတိုးတက်အောင်ကြိုးစားရမယ်အဲ့မင်းတို့ကတော့ဘာတိုးတက်ဖို့ကြိုးစားတယ်မင်းတို့ကတော့ဥပဒေဖွဲ့ကြီးယူထားတာဆိုတော့နော်ဘာလို့တိုးတက်အောင်ကြိုးစားကြရအောင်နော်ပြည်သူတွေဥပဒေစည်းကမ်းတွေလိုက်နာအောင်လူတွေကိုကျင့်စာရိတ္တတွေကောင်းမွန်အောင်ဒီလိုတက်မှတ်ပေးရမယ်အခန့်ကဏ္ဍတွေအဓိကပါဝင်ရမှာပေါ့ဒီထက်လုံးနိုင်တယ်ဆိုလို့ရှိရင်စောစောတုန်းကလိုမျိုးပေါ့အခြားနိုင်ငံနဲ့ချုပ်ဆိုတဲ့စာချုပ်တွေမှာနော်တကယ်ပြောနိုင်တဲ့ဆိုနိုင်တဲ့နေရာမျိုးမှာရောက်ခဲ့ပဲဆိုရင်လည်းဥပဒေကြောင်းအရကိုယ်နိုင်ငံရဲ့အခွင့်အရေးတွေမဆုံးရှုံးရအောင်ဥပဒေကြောင်းအရနော်ရက်တည်ပြီးတော့မှပြောပြရမှာနော်အဲ့တော့ဆရာတို့တွေကအဲ့တော့လူတိုင်းဒါမြန်မာနိုင်ငံမှာလူဦးရေတန်း90ကျော်ရှိတယ်အဲ့တန်း90ကျော်သလုံးဟာလူတိုင်းကိုယ်စီတာကြိုးစားနေမယ်ဆိုလို့ရှိရင်တစ်ချိန်မဟုတ်ချိန်တော့တိုးတက်မှာပဲနော်အဲ့တော့24နာရီရှိတဲ့အထက်မှာငါအတွက်ရယ်ငါမိသားစုအတွက်ရယ်ငါရွာအတွက်ရယ်ငါမြို့အတွက်ငါနိုင်ငံအတွက်ငါတစ်နေ့ကိုအချိန်ဘယ်လောက်ပေးတယ်လဲနော်ပြန်စမ်းစစ်ရမယ်ဟုတ်လားTikTok ပို့နေတာဒီပဲကျွန်တော်ရဲ့နိုင်ငံတောင်းတန်းဆောင်နေတာအဲ့လိုမဟုတ်ပါဘူး Facebook ပို့နေတာဒီပဲကျွန်တော်ရဲ့နိုင်ငံတောင်းတန်းဆောင်နေတာလည်းမဟုတ်တော့မဟုတ်အဲ့ဒါက this is a way of relaxing yourself ပေါ့အဲ့တော့ဒီလို TikTok လေးပို့နေရတယ်ဆိုရင်စိတ်ချမ်းသာတယ်ဟုတ်ပါတယ်ကိုယ့်အတွက်ကိုယ်တော့လုပ်ပြီးတော့ဘာလို့ဆိုတနေ့24နာရီကုန်ဆုံးသွားတဲ့အခါမှာကိုယ့်အတွက်ဖြစ်စေမိသားစုအတွက်ဖြစ်စေနိုင်ငံအတွက်ဖြစ်စေလူမျိုးအတွက်ဖြစ်စေကောင်းတာလေးတစ်ခုခုတနေ့ကိုလုံးနိုင်တဲ့ပမာဏပေါ့နော်နိုင်ဝက်လုံးနိုင်နိုင်ဝက်တနာရီလုံးနိုင်တနာရီလုံးကြရအောင်အဲ့လိုမျိုးအဲ့တော့စိတ်သက်ကောင်းမှုလိုတယ်နောက်တစ်ခုကဘာလဲကိုကျိုးထက်ပေါ့ကိုကျိုးဆိုတာတော့လုံးတော့အောင်ကိုကျိုးထက်လူမျိုးတိုင်းပြည်နဲ့ငမျိုးအတွက်လုံးကြရမှာပဲနော်အဲ့လိုစိတ်ဓာတ်တွေရှိတဲ့နိုင်ငံသားတွေဆရာတို့စီမှာများလာပြီဆိုနိုင်ငံကြီးတိုးတက်လာမှာပေါ့နော်အဲ့လိုမဟုတ်ဘူးတဘူရဲသမားပဲငါပဲချမ်းသာပြီးတာပဲကျန်တဲ့ကောင်သေးကျန်တဲ့ကောင်တွေသေးဘယ်လိုမှာတော့ဆိုတော့မွေးငါဘက်တွေတဲ့ဟိုမှာ formalin တွေထည့်ပြီးတော့ရောင်းတာတော့ပေါ့နော် formalin တွေထည့်ရောင်းတာငါမွေးငါဘက်တွေပုတ်တိုးသွားပြီးတော့နှုတ်မပြစ်လိုက်ရဘူးရေးကြည့်တယ်ကျန်တဲ့ကောင်တွေသေးformalin တွေထည့်ပြီးတော့ရောင်းတာတော့ပေါ့နော်အဲ့လိုမျိုးအဲ့တော့မွေးငါရောင်းစားပါတယ်ဆိုမှဟင်းညွန့်မှုတွေအများကြီးနဲ့ထည့်ပြီးတော့ချိုကဲအောင်လုပ်တာတော့ဟုတ်လားအဲ့လိုမျိုးအဲ့တော့စီးပွားရေးလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တဲ့အတ္တနဲ့ပရမျှတရမယ်နော်ကိုယ့်အတွက်လည်းလောမှာပေါ့ဒါပေမဲ့သူများလည်းမထိခိုက်အောင်လုပ်ရမှာပေါ့နော်ရထားပါကြာကြီးအများကြီးပြောရင်ဘေးရောက်တော့မှာဆိုတော့ဟုတ်ပါပြီပဲရောက်သွားမှတော့မသိပါဘူးအဲ့တော့ dependent on ဆိုတဲ့စကားလုံးကနေထွက်သွားတယ်နော်နောက်တစ်ခုက keen on keen and keen ဆိုဘယ်လိုနားလဲkeen on ဆိုတာလည်းပဲအတူတူပဲ interested in ပဲနော်ဝါသနာကြီးတာတကယ်ကိုစိတ်အားထက်သန်စွာလှုပ်ဆောင်တာစိတ်အားထက်သန်နေတာမျိုး keen on လို့ပြောတာဥပမာဘယ်ကိစ္စလုပ်လို့ချင်းစိတ်အားထက်သန်တတ်လဲဟိုက I am keen on interested နဲ့တူတယ်လို့ပြောတယ်နော်စုလိုက်ရဘယ်ပေါ်မှာ keen on ဖြစ်လဲ I am keen on ဘယ်ပေါ်မှာ keen on ဖြစ်လဲ
ဝါသနာကြီးတယ်လေဘယ်ဟာတွေလုပ်လို့ချင်းစိတ်အားထက်သန်တတ်တင်စားမေကျော်ကရောဘယ်ကိစ္စလုပ်လို့ချင်း keen on ဖြစ် စိတ်အားထက်သန် စိတ်အားဘယ်လိုကြိုက်ရင်ဘယ်ကိစ္စလုပ်လို့ချင်းစိတ်အားထက်သန်လဲ I am keen on singing. တချင်းဆိုရင်တကယ်ကိုစိတ်ပါလက်ပါနဲ့အဆိုတော်ကြီးတကယ်ကိုအဲ့လိုမျိုး keen on ဖြစ်တာ I am keen on singing song နော်တချင်းဆိုလို့ချင်းစိတ်ပါလက်ပါစိတ်အားထက်သန်သွားလုပ်တတ်တယ် I am keen on အဲ့လိုပြောတာနော် good အဲ့ you ပါရောဘယ်ကိစ္စဖြစ်လို့ချင်း keen on ဖြစ်လဲ I am keen on I am keen on watching YouTube YouTube ကြည့်လို့ချင်း keen on ဖြစ် I am keen on watching နော် social media ပေါ့နော် YouTube just like YouTube ပေါ့နော်မြတ်သက်ထားဆန်ရောဘယ်ကိစ္စကြရင် keen on ဖြစ်လဲ I am keen on I am keen on thank you playing football ပါဆရာ မလေးဘောလုံးကန်တာလားဟုတ် ဟု လား တ်ကဲ့ ကန်တာလားအပြင်မှာကြည့်ကျင်တယ်ဘယ်လိုတွေကန်တယ်လဲဆိုတာမျိုးသမီးဘောလုံးလက်ရွေးစင်ထဲမှာမြန်ပါနေတယ်လို့မသိဘူးနော်ဟုတ်လားကောင်းတယ်အဲ့တော့အားကစားလုပ်အောင်ပါနော် okay ဆက်သွားမယ်နော်အဲ့ဆို keen on လေးကိုလက်တွေ့ကြကြသုံးတတ်အောင်တယောက်ချင်းလိုက်နေနေတာဖြစ်ပါတယ်လေ့ကျင့်တာပေါ့ practice လုပ်တာပေါ့နော်ဒါမှမဟုတ်ရင်မသုံးတတ်ပါစလို့ဒီနေ့ညတော့ဒီလောက်ပဲပြောမယ်ကောင်းမယ်အများကြီးဆိုရင်ခေါင်းထဲပြအောင်ပါဆိုလို့အဲ့တော့ဒီနေ့ညဘာလဲပြောလိုက်ကြတော့at not about နောက်တစ်ခု for of now front နော်အဲ့တော့ဒီနေ့ညဒီဟာပြောတဲ့ဟာလေးခုကိုဘယ်ထဲမှာရေးမလဲ notebook စာအုပ်ထဲမှာရေး အောက်ထဲမှာရေးမယ်အောက်ထဲမှာရေးပြီးလို့ချင်းရင်